ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းလေးကတော့လျှို့ဝှက်ဆန်းကျင်ဖို့ဖြစ်တဲ့ပင်လယ်နတ်တဝါတွေဘာကြောင့်မလို့ချင်းမျက်နှာပြင်ပေါ်ကိုရောက်ရှိလာတယ်လဲဆိုတဲ့မေးခွန်းလေးနဲ့အတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Channel လေးကိုလက်ခံ Subscribe လုပ်ထားပေးပါအောင်ခင်ဗျာဘေးနားမှာရှိတဲ့ Note လုံးပေးထားပါအောင်2023ခုနှစ်ဇန်နဝါရီလကအကြောင်းကိုပြောကြရအောင်ခင်ဗျာဂျပန်နိုင်ငံမှာငါးဖမ်းသမားမတယောက်ကသူ့လေနဲ့ငါးဖမ်းကိုထွက်လာခဲ့တယ်သူကပင်လယ်အလဲတနေရာမှာသူ့ရဲ့ငါးဖမ်းကုန်းကိုရေထဲချလိုက်ပါတယ်ခဏကြော်လာသူ့ကွန်ထဲကမိသွားတဲ့ငါးတွေကိုပြန်ဆွဲတဲ့အခါထူးဆန်းပြီးရှေ့မျောမျောငါးတကောင်ကိုတွေ့ရှိခဲ့ပါတယ်ဒီငါးကတော်တော်ကိုအရှည်ရှိပါတယ်မွေလိုပါပဲသူ့ရဲ့အရှည်ကိုတိုင်းတာကြည့်တဲ့အခါမှာတော့6မီတာနီးပါးရှိတာကိုတွေ့ရပါတယ်ဒီငါးရဲ့ခနာကိုကစီးကပ်ပြီးတော့ဇာဘာလိုအဖြူရောင်ဒါကတာမန်ငါးမျိုးမဟုတ်ပါဘူးဘိုးပင်လက်သမုတ်တရာအနက်ကြီးကနေလာတာပါဒီငါးကို deep sea wallfish လို့ခေါ်ပါတယ်ပေါ်မှာအပြင်သူတို့ကိုပင်လယ်အနက်ပိုင်းရေမျက်နှာပြင်အောက်1ကီလိုမီတာလောက်မှာပဲတွေ့ရရှိပါတယ်ဒီကဖန်သမားကဒီငါးအောက်ကိုပြန်လွှဲလိုက်ပါတယ်ဘာလို့လဲဆိုတော့ဂျပန်ရွေ့ရပုံပြင်ဒီအရာ OFA ကောင်ကိုတွေ့ရတာကဘေးအန္တရာယ်ရဲ့နိမိတ်လက္ခဏာဖြစ်လို့ပါအထူးသဖြင့်ငင်းတွေပါ2009ခုနှစ်မှာဂျပန်နိုင်ငံကပြင်းထန်တဲ့အငရေကခုံနဲ့ကြုံတွေ့ခဲ့ရပြီးတော့ဒီငရေမခစ်ခင်မှာပဲ OFA သွေးဆယ်လောက်အသေးတွေကိုဂျပန်ကမ်းခြေမှာတွေ့ရှိခဲ့ကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဒီပုံပြင်တွေကိုမေကုံထုတ်လာကြပါပြီဘာလို့လဲဆိုတော့ဂျပန်မှာတင်မကပဲနဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာကမ္ဘာတဝန်းကနေများစွာမှာ OFA အသေးသေးကိုကြီးတွေမှာတွေ့ရှိခဲ့တာကြောင့်ပါပဲ2023ခုနှစ်မှာငါးဖမ်းသမားတစ်ယောက်က90လောက်ကိုတခါတည်းဖမ်းမိခဲ့ပါတယ်2024ခုနှစ်ကယ်လီဖိုးနီးယားမှာ Oryfish ကို3ကြိမ်နိုင်တွေ့ရှိခဲ့ပါတယ်2025ခုနှစ်ဖေဖော်ဝါရီလမှာ OFA Action တကောင်ကိုမက္ကဆီကိုမှာတွေ့ရှိခဲ့ပါတယ်ဒီငါးတွေကိုဒီလောက်မကြာခဏတွေ့နေရတာကအလွန်အံ့ဩစရာကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီငါးတွေကပိုင်းသက်တဝါတွေထိကြပြီးတော့အရန်ကိုတွေ့ရခဲ့ပါတယ်ဒါပေမဲ့ဒါက OFA တွေနဲ့ပဲသက်ဆိုင်တာမဟုတ်ပါဘူးဒီလိုမျိုးပင်လယ်အနက်ကြီးကတတဝါတွေကရေမျက်နှာကြီးအထိတက်လာနေကြတာကိုအခဏတွေ့နေရတာပါDan Phantom Jellyfish ဆိုတဲ့အန်အော့ဖွေရာကောက်တဲ့တတဝါကြီးက10မီတာထက်ပိုရှိတဲ့ဖဲချိုတွေလိုလက်ခံနေတဲ့တတဝါဖြစ်ပါတယ်သူတို့ကိုအပေါ်မှာအပြင်ပင်လျင်အနက်10ကီလိုမီတာကနေ2ကီလိုမီတာမှာပဲတွေ့ရလေရှိပေမဲ့အာနာတိကတိုက်မှာတော့ရေနဲ့800မီတာလောက်မှာပဲတွေ့ရှိခဲ့ကြပါတယ်ဒီလိုမျိုးအဖြစ်အပျက်နှစ်ခုထက်ရှိပါသေးတယ်ယူရှားမှာငါးဖမ်းသမားတွေကချိုးသားလို့ယူဆရတဲ့ငါးတကောင်ကိုဖမ်းမိခဲ့ကြပါတယ်ဒါက South Left တကောင်ဖြစ်ပြီးတော့သူ့ခန္ဓာကိုယ်ကလူသားတွေအဦးနောင်နဲ့ဆင်တူပါတယ်ထပ်ပစ်စပိန်ကန်ချေကနေမီတာ2000လောက်ဝေးတဲ့နေရာမှာ Angela Fish တကောင်ကိုရေမျက်နှာညမှာတွေ့ရှိခဲ့ပါတယ်ဒီကျောင်းဆရာကောင်းတဲ့ပုံစံ၅မျိုးကိုတော့ Sylph လို့ခေါ်ပါတယ်ဒီနေရာမှာဒီငါးမျိုးစလုံးကပိတ်လေအနက်ကြီးကတတဝါတွေဖြစ်ပြီးတော့ရေမျက်နှာအဖြစ်မှာတကယ့်ကိုအတော်လေးနီးပါးတွေ့ရဖို့ခက်ခဲတဲ့ငါးတွေပါကျွန်တော်တို့ရဲ့ကဘာကြီးကဘာတွေဖြစ်နေတာလဲဒီပိတ်လေအနက်ကြီးကတတဝါတွေကိုလူတွေက2000ချီပြီးတောင်မှမသိခဲ့ကြပါဘူး